အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီမနေရင်းနဲ့ငပြောပြချက်စားမှာဖြစ်ပါတယ်ဒီလိုလေးတာချက်စားခြင်းတော့စားလို့ကောင်းတယ်စားဖူးတဲ့သူတွေချက်တော်နေလေးလှိပါတယ်ချက်တော်နေလေးနဲ့ပြီးချက်တော်ဖြူပြီးငရုတ်တီးရယ်ပြီးမဲသားရယ်အဲ့ဒါကိုစီနေနဲ့ကြော်ရမှာဖြစ်ပါတယ်ခုကြော်ပါပြီမြို့တီထဲလိုက်ပါတယ်ဒီအမေတာထဲပါတယ်ဒီနည်းနဲ့ဆော်တယ်မြေပူပေးတယ်ပူပြီးဆိုရင်အပြောပြထဲလိုက်တယ်ပြီးစနိုးဘိုထဲတယ်ပြီးဆိုဒါနည်းနည်းထဲလိုက်တယ်မိဖွေးလိုက်ပါပြီ15မိနစ်တော့စူအောင်ချလိုက်တယ်15မိနစ်ပြပါပြီဆိုခုမှတော့စားလို့ရပါပြီစားရတော့ပါမယ်အားလို့လာစားကြပါစားလို့ကောက်ပါလေဒီလိုလေးအိမ်မနေရင်းနဲ့ချဲကျပါစားလို့ကောက်ပါလေပြောပြနေအမေသားနဲ့စီနေနဲ့ကြော်မှာစားလို့ကောက်ပါလေချဲကြပါအဲ့လိုမျိုးရတာသိချင်ရင်အိမ်မနေရင်းနဲ့ပြောပြမေသားစီတော်လေးစားလို့ရပါတယ်အားလုံးပဲပါ